ဈေးနှုန်းဘယ်လိုသတ်မှတ်လဲကိုကတော့ဈေးနှုန်းတစ်ခုသတ်မှတ်ထားပေမဲ့ customer တွေဘက်ကရောဈေးနှုန်းကိုကြည့်ပြီးဝယ်သင့်မဝယ်သင့်ဘယ်လိုဆုံးဖြတ်ကြလဲဥပမာကြည့်ရအောင်ဆရာဝန်နဲ့ရန်ကူဆိုပါစို့ academic years ကတော့သိရတဲ့အတိုင်းပဲလုပ်ငန်းအတွေ့အကြုံကသူကဆရာဝန်တွေကုတာကိုလိုက်ကြည့်ထားပြီးတော့ပြန်ကုတာဆရာဝန်က2000ယူတယ်သူက9000ယူတယ်ဒါပေမဲ့ဒီဘက်က effect ပြတာကြားတယ်ဟိုဘက်ကမြင်နေစိုက်ကားသမားတယောက်ကိုရီလက်တွေနားပြီးအလုံးမလုံးနိုင်လို့ဆရာဝန်စီသွားပြတာ9ရက်လောက်နေမှတက်တာတယ်ရန်ကုစီသွားပြတော့တရက်ထင်းနဲ့ပျောက်သွားတယ်အဲ့တော့ရန်ကုစီကိုလူတွေအများကြီးလာကြတယ်ဒါကြောင့်ဆရာဝန်ထက် fee ပိုတောင်းလာတယ်အဲ့ဒါလည်းလာကူတဲ့လူတွေရှိတယ်ဒါဖြစ်တဲ့နယ်လို့ထင်လား profession ဘက်ကိုခဏလေးထားပြီးပစ္စည်းရောက်တဲ့ဘက်ကိုသွားကြည့်အောင်ဒါ LV ဈေးရ8000သူနဲ့ပုံစံတူတယ်အသားကတော့တိတ်မကောင်းဈေးရ2000ဒါလက်ခံလို့ရတယ်ဒါကို8000နဲ့ရရင်တော့ဘယ်သူမှမဝယ်ကြဘူးဒါပေမဲ့လေဝယ်တဲ့သူတွေရှိရနော်ဘယ်သူတွေဝယ်လဲဆိုရင်အတုကိုအတုမှန်းမသိရတဲ့သူတွေအတုမှန်းသိပေမဲ့ဒီအတုရဲ့ long term effect ကိုမသိရတဲ့သူတွေဝတ်လို့လှသွားတာ short term effect ကြာမခံဘူးရေလျှော်လိုက်တာနဲ့ရွယ်ပလဲသွားတယ်တစ်ခါနှစ်ခါလောက်ပဲဝတ်လို့ရတယ်ဆိုတာက long term effect သူ့ရဲ့ audience ကဒီအုပ်စုနှစ်စုပဲဖြစ်နေတယ်အပြင်ကိုထပ်ထိုးဖောက်လို့မရအောင် marketing ကောင်းလို့တနိုင်ငံလုံးမှာပေါပင်ဖြစ်နေပေမဲ့ဒီအုပ်စုနှစ်စုထဲမှာပဲနာမည်ကွက်ကြီးနေတယ်ဒီ case မှာလည်းဒီလိုပဲအတုကိုအတုမှန်းမသိလို့ရန်ကုကိုရန်ကုမှန်းမသိလို့ဆရာဝန်ကြီးတမားတော်ကြီးလိုပဲထင်နေတာပေါ့နော် short term effect ကိုပဲသိပြီးအထင်ကြီးပြီး long term effect ကိုမသိလို့စေးတစ်လုံးထိုးလိုက်တာနဲ့လုံးဝကိုသက်သာသွားတယ်စေးခဏခဏသွားထိုးတယ်နေကောင်းချမ်းမှာအစားတွေအများကြီးစားပြီးလူကတဖြည်းဖြည်းဝလာတယ်ကိုခံကတဖြည်းဖြည်းနဲလာပြီး TB စီးချိုတွေးချိုကြောက်ကယောဂတွေပါဖြစ်လာတယ်ရန်ကူเจ้าတို့လုံးဝမထင်ဘူးသူ့အတူဖြစ်တယ်ပဲထင်တာကိုက customer အနေနဲ့ purchase လုပ်တော့မယ်ဆိုရင်ဒီအချက်တွေကိုသိထားရမယ်ရောင်းတဲ့သူအနေနဲ့လည်းကိုယ့်ဘက်ကအကျိုးစီးပွားအများကြီးရနေပြီး customer ဘက်ကအများကြီးနစ်နာနေတော့လုံးဝကိုရက်တင်ပါတယ်နော်